ယောသမမွေပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ယောသမမွေကမျိုးတုံပျောက်ကွယ်သွားရတော့မယ့်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ပိုးဆုံးကျူးလေးတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ပိုးဆုံးကျူးလေးတွေဟာပြန်တန်းနိုင်တဲ့သတ္တဝါဖြစ်ပြီးသားဟုန်ဖမ်းခြင်းနဲ့မိတ်လိုက်ချိန်မှာထုတ်လွှတ်တတ်တဲ့အလင်းရောင်ကြောင့်ပိုးဆုံးကျူးလို့ခေါ်ဆိုကြတာပဲဖြစ်ပါတယ်ပိုးဆုံးကျူးလေးတွေကိုတမပိုင်းစုံအပူပိုင်းရာသီဥတုနဲ့ဆိုပြီးသားလောင်းလေးတွေအတွက်အစာရေစာပေါများတဲ့ဒေသတွေမှာမျိုးစိတ်ပေါင်း2100ကိုရှာဖွေတွေ့ရှိခဲ့ပြီးပဲဖြစ်ပါတယ်။ပိုးဆုံးကျူးတိုင်းနီးပါးပြန်တန်းနိုင်ကြပေမဲ့လည်းအချို့အမတွေကတော့မပြန်တန်းနိုင်ကြပဲပူနွေးတဲ့နေရာမှာသာရှင်သန်နေကြရပါတယ်။အမတွေဟာဥတွေကိုမြေကြီးပေါ်မှာဥချတတ်ပြီးဥကနေပေါက်လာတဲ့သားလောင်းလေးတွေကိုတော့အရွယ်ရောက်ပြီးသားပိုးဆုံးကျူးတွေကဝိဟီတွေကိုရှာဖွေစုဆောင်းကျွေးမွေးကြပါတယ်။လူလို့အလင်းရောင်များနဲ့ပတ်ဝန်းကျင်အခြေအနေရာသီဥတုအခြေအနေများဟာပိုးဆုံးကျူးလေးတို့အပေါ်ကိုတိတိတတ်တာတက်ရောက်နိုင်တဲ့ဆိုးကျိုးများဖြစ်ကြောင်းကိုလည်းရှာဖွေတွေ့ရှိခဲ့ရပါတယ်။ပိုးဆုံးကျူးလေးတွေဟာပတ်ဝန်းကျင်ကိုအလင်းအမြန်တုံ့ပြန်နိုင်ပြီးသူတို့ရဲ့အာရုံခံစနစ်ကြောင့်ညအချိန်အလင်းတူဖန်တီးနိုင်တဲ့အကောင်းဆုံးပြသစရာဇီဝသက်ရှိပဲဖြစ်ပါတယ်။စိတ်မကောင်းစရာကတော့ပိုးဆုံးကျူးလေးတွေဟာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေစိုက်ပျိုးရေးသုံးပေါင်းသက်ဆေးပိုးသက်ဆေးတွေကြောင့်မျိုးတုံးနိုင်မှုအန္တရာယ်အမြင့်ဆုံးမှာရှိနေပြီးကျမတို့ဟာပိုးဆုံးကျူးလေးတွေကိုမြင်မှုခဲ့တဲ့နောက်ဆုံးမျိုးဆက်ဖြစ်လာနိုင်ပါတယ်တဲ့ရှင်။ယောသမမွေ channel ရဲ့ပရိသတ်ကြီးများကိုပိုးဆုံးကျူးလေးတွေမျိုးတုံးမပြောက်ကွယ်သွားရလေအောင်အတက်နိုင်ဆုံးကာကွယ်စောင့်ရှောက်ပေးကြဖို့တောင်းဆိုအပ်ပါတယ်ရှင်။အခုတလောအတွင်းမှာလည်းပိုးဆုံးကျူးလေးတွေကိုတွေ့မိခဲ့တဲ့သူလေးတွေရှိရင်လည်းကွန်မန့်လေးမှာရေးပေးခဲ့ကြပါအောင်နော်။ယောသမမွေ channel လေးကို YouTube မှာရော TikTok မှာပါ Subscribe and Follow လုပ်ပေးထားကြဖို့တောင်းဆိုအပ်ပါတယ်ရှင်။